ဝင်ရှိသူတွေနေနဲ့လေမြက်လှုပ်ပေးပါနော်နိုင်ငံကိုတကယ်ချစ်လို့လူချင်းမင်းတို့အနေနဲ့ဒီတောင်ကိုလွှဲယူပြီးတော့လောက်တာမှန်ရင်တက်သေးပြပါတော့ဒီအချိန်မှာနော်ကျုပ်ကဒီအချိန်မှာဒေါ်လာစုကြည်ဆိုရတက်နေလဲကျုပ်ဒီစကားပြောမှာနိုင်ငံချစ်လို့ဒေါ်လာစုကြည်လောက်တာဆိုရင်ဒီတက်သေးပြတော့လို့ကျုပ်ပြောမှာအခုလဲကောင်းရဲဦးစုကျုပ်ကြီးအနေနဲ့ဒေါ်သက်ခိုင်တို့အနေနဲ့နိုင်ငံကိုချစ်လို့ဒီတောင်ဝင်ယူတာမှန်ကန်ခဲ့ရင်တက်သေးအများဆုံးပြပေးပါတော့နောက်ဆိုကျွန်တော်နိုင်ငံပြတ်ပါတော့မယ်နော်မြင်နေပါပြီခုလက်ရှိနေ့စဉ်တန်းစီနေတာအဲ့လားကွန်တက်တွေပါခုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒေသအတီးသီးမှာလည်းကျွန်တော်အောက်ဆီဂျင်လိုအပ်ချက်တွေသိဖုံမှုတွေမြင့်တက်လာတယ်ဖြစ်တယ်အဲ့လိုပဲကျွန်တော်ရန်ကုန်မှာလည်းအခုရက်ပိုင်းတွင်းမှာဟိုအောက်ဆီဂျင်ဈေးတွေကကျွန်တော်တို့ရင်တော့8000တန်အိုးတွေက2သိန်း3သိန်းနေဖြစ်သွားတယ်အရင်တော့အောက်ဆီဂျင်ဆက်50သိန်းနဲ့ဆက်တွေက30ဝန်းကျင်လောက်ဖြစ်သွားတယ်အဲ့ဒီပြင်ကိုဘာဖြစ်လဲဆိုတော့အောက်ဆီဂျင်ကိုလုံးဝရှာမရဖြစ်နေတယ်ကျွန်တော်တို့နေ့စဉ်နဲ့အောက်ဆီဂျင်ရှာနေရတယ်ရှာနေဆိုကျွန်တော်တို့ကဘာကြောင့်ရှာနေလဲအဲ့ရှာလို့ရလို့ဝယ်လို့ရတဲ့ဟာကျွန်တော်ကအခမဲ့ကူညီပေးနေတာခုကျွန်တော်ရုံးပါဆိုရှိ15အိုးလုံးပြတ်သွားပြီဒါပြီးတော့ကျွန်တော်တနေ့ရလို့ရတဲ့ရှာဖွေလို့ရလို့ဝယ်လို့ရတဲ့ဟာတွေထပ်ပြီးတော့ကျွန်တော်အခမဲ့လူပေးနေတယ်လုံးဝအခမဲ့ပါတပြားတစ်ချက်မှကျွန်တော်အောက်ဆီဂျင်နဲ့ပတ်သက်ပြီးမယူပါဘူးဆိုအဲ့အချိန်တွေဘာလို့ဖြစ်ပေါ်သွားလဲကျွန်တော်ရန်ကုန်မှာချုပ်တော့အင်အားရှိတဲ့တင်းတွေရတယ်ဒီချိန်တွေကိုရေးစားပြီးတော့အောက်ဆီဂျင်အိုးတွေအကုန်လိုက်သိမ်းတယ်သိမ်းပြီးတော့တကယ်ထဲဝင်လုံးလားဆိုတော့လည်းထင်တော့အလုံးမလုံးနော်တကယ်လိုအပ်သူတွေကိုကျွန်တော်တို့ရှေ့ကိုပြန် share ပြီးတော့ဒီဖုန်းနံပါတ်တွေပေးပြန်တော့လေထဲဝင်ငှားပြီးတော့မတွေ့ရအောင်ဆိုတော့နောက်တစ်ချက်စီးပွားရေးလုပ်ငန်းရှင်တွေဒီချိန်မှာမစားသေးတဲ့ဟာတွေမစားပါနဲ့ဗျာခင်ဗျားတို့ဈေးတွေတင်အောင်တော့ကျုပ်တို့လည်းဝယ်နေရတာပဲလေ8000နဲ့အိုးတွေခင်ဗျားတို့သိန်းနဲ့သိန်းတွေဖြစ်ကုန်တယ်ကျုပ်တို့ရအောင်ဝယ်တယ်အိုးအဟောင်းတွေကိုအရင်တော့ကသိန်းကျော်တန်နဲ့အစ်စ်မသိန်းကျော်ရှိတဲ့အိုးဟောင်းတွေကိုကျွန်တော်တို့2သိန်းကျော်တွေပေးဝင်နေတယ်အများအတွက်ဆိုတော့လုံနေတယ်အဲ့တော့ဒီအချိန်တွေဘာလို့ရန်ကုန်မှာဖြစ်လာလဲရအောင်မှန်တယ်တို့ပြောရန်ကုန်မှာဘာလို့ဒီအချိန်တွေဖြစ်လာလဲတိချက်ကျွန်တော် post တွေကိုပို့စရာစေရုံမရှိဘူးစေရုံအများစုသိပြီးလက်မခံကြဘူးအဲ့တော့စေရုံအများစုကသိလက်မခံတော့ဘာဖြစ်လဲဆိုတော့ဒီ post တွေကအိမ်မှာနေရတယ်ကိုရုံကပေးထားတာအိမ်မှာနေတော့ပြီးပြဆက်လိုက်မယ် iPhone သိတယ်လို့နော်ပြဆက်ပေးပါမယ်လို့အောက်ဆီဂျင်တက်နေစင်လေးကိုကျွန်တော်လာလုပ်ပေးပါမယ်လို့လာတက်ပေးမယ်လားဆင်ပေးပါမယ်လို့နော်လာဆင်ပေးပါမယ်ဒီချိန်တော့စေရုံတွေတော့မလွယ်ဘူးလို့နော်စေရုံတော့မလွယ်လို့နော်အဲ့တော့ပြောချင်တာဒါအခုဖုန်းဆက်ပေးတာခုနကျွန်တော်တကယ်ချင်းဆက်ပေးထားတဲ့ဖုန်း post လူနာဘယ်ပို့ရမှန်းလည်းမသိဘူးဘာလုပ်ရမှန်းလည်းမသိဘူးကျွန်တော်ရန်ကုန်မှာအဲ့လိုဖြစ်နေပြီ post လူနာတွေကိုလည်းစေရုံတိုင်းကလုံးဝလက်သင့်မခံတော့ဘူးအဲ့တော့ဘာဖြစ်ရလဲဆိုတော့ဒီ post တွေကအိမ်မှာပဲနေရတယ်အိမ်မှာနေတော့အဲ့အိမ်မှာမိသားစု2ယောက်ရှိမယ်3ယောက်ရှိမယ်အဲ့လား contact ဖြစ်သွားပြီအရင်တော့လို့အချိန်နေဆိုရင်ကျွန်တော် post တွေကိုကုသရေးစင်တာကိုပို့မယ်ဒီအိမ်ရရှိတဲ့ contact တွေက contact စင်တာကိုသွားမယ်ဒီလိုထိန်းချုပ်တာဟုတ်ဆိုတော့အခုက post တွေကိုမထိန်းချုပ်နိုင်တဲ့အတွက်ဒီ contact တွေကဘာဖြစ်လာလဲဆိုတော့ first wave second wave နဲ့မတူတာကဒီသက်ဆွေကအောက်ဆီဂျင်အကျရမ်းမြန်တယ်အနံ့ပြောက်ပြီးတဲ့ရက်ပိုင်းတော့အောက်ဆီဂျင်ထိုးကြတာ90အောက်ကျသွားတယ်90အောက်ကျတယ်ချိုးဆို90အောက်ကျတဲ့လူတွေပါရှိလာတယ်ရှိတော့သူ့မိသားစုအတွက်ကိုဒီ contact တွေကအပြင်ထွက်လာရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီအောက်ဆီဂျင်တန်းစိတဲ့နေရာတွေမှာ150ကျော်လောက်က contact တွေပါလာတယ်အဲ့တော့ဘယ်လိုဖြစ်လာလဲ contact တွေကထပ်ပြီးတော့အပြင်ထွက်လာတော့ contact တွေပို့ပြန့်လေဥစ္စာနှုန်းကမြင့်လာလေဖြစ်လာတယ်အဲ့တော့အဲ့လိုတွေဖြစ်တော့လေဒီ contact တွေကိုလည်းတွားပြီးအဖြစ်ပြောလို့မရဘူးသူတို့မိသားစုအတွက်ဒုက္ခတော့မှတွေးပြီးတော့သူ့မိသားစုတိမ်မှာကြောက်လို့မဖြစ်မနေစွန့်စားပြီးတော့ contact တွေထွက်လာတာဒါအဲ့တော့အဲ့ဒီအားလုံးကဘယ်သူမှတာဝန်ရှိလဲကျွန်တော်နိုင်ငံရေးသမားမဟုတ်ဘူးကျွန်တော်နိုင်ငံရေးဖြစ်တဲ့တစ်လျှောက်လုံးကျွန်တော်နိုင်ငံရေးမလုပ်ဘူးကြောက်လို့မဟုတ်ဘူးကျွန်တော်ဘာကြောင့်မလုပ်လဲဆိုတော့ကျွန်တော် private သမားကျွန်တော် private အများတော့ကိုပဲကူညီတယ်အများတော့ကိုပဲလှူဒန်းတယ်ကျွန်တော်ကူညီလှူဒန်းတဲ့လူကကျွန်တော်နိုင်ငံသားလူဖြစ်ဖို့ပဲလိုတယ်နော်အဲ့တော့ကျွန်တော်အဲ့ system နဲ့သွားနေတယ် private ကိုသွားနေတယ်လုံနေတယ်ကျွန်တော်နိုင်ငံသားဒါပေမဲ့အခုလက်ရှိအချိန်တွေကတော့ဘယ်လိုနဲ့တိုင်းသက်ဆိုင်နေလဲဆိုအခုလက်ရှိဦးဆောင်နေတယ်ကျွန်တော်နာဖကားရဲ့အကြီးကဲဘုရားမွေးမင်းအောင်နိုင်ရဲ့ဒီကျမ်းမာရေးပိုင်းကိုတာဝန်ယူရတဲ့ဒေါက်တာသက်ခိုင်နဲ့အဓိကတိုင်းရဲ့အချိုးကျနေပါတယ်။နောက်လူကြီးမင်းများအနေနဲ့အချိုးကျနေတယ်ကျွန်တော်အပြစ်တင်နေတာမဟုတ်ပါဘူး။အများဆုံးအကောင့်နဲ့ဖော်စေချင်နေတာပါခင်ဗျ။နော်အကောင့်နဲ့ဖော်ပေးပါဘာလို့အောင်မလဲဆိုလူကြီးမင်းတို့အနေနဲ့ဥဒရေးစင်တာတွေအများဆုံးလုပ်ပေးကြပါတော့ဥဒရေးစင်တာတွေအများဆုံးလုပ်ပေးကြပါတော့ post တွေကိုအများဆုံးခွဲတော့မှဖြစ်တော့မယ်ကျွန်တော်တို့ contact တွေကိုထိန်းချုပ်မှဖြစ်တော့မယ်အဲ့အပြင်ကို
ကျွန်တော်ဘာလို့ရမလဲဆိုအောက်ဆီဂျင်အမြန်ရရှိကိုဆောင်ရွက်ပေးပါခင်ဗျာပြီးတော့အောက်ဆီဂျင်ဈေးကွက်ကိုကစားနေတဲ့လူတွေအများကြီးရှိနေပါတယ်စက်ရုံတွေကိုကျွန်တော်တို့ကကိုယ်တိုင်မြောက်အားထင်သွားဝယ်ပါတယ်အထဲမှာအိုးတွေရာချီပြီးထောင်ထားပါတယ်ဒါပေမဲ့အိုးပြက်နေတယ်ပစ္စည်းပြက်နေတယ်လို့ပြောပါတယ်အဲ့ဒါတွေကလူယုံမှာအလုပ်တွေပါကိုယ်နိုင်ငံဒုက္ခရောက်ပြီးတော့ချွတ်ချွတ်ကြားမဲ့အချိန်မှာခင်ဗျားတို့စီးပွားရေးသမားတွေကလည်းမယုံပါသေးပါဘူးနော်နိုင်ငံဒီတဲ့ချင်းတွေဆိုးွားလို့အားလုံးပြက်ရင်ခင်ဗျားတို့ကမသိနိုင်ဘူးလားခင်ဗျားတို့မိသားစုတွေကမကူးနိုင်ဘူးလားဟမ်စီးပွားဆိုရှားတယ်နားလေကျုပ်အခုလည်းခင်ဗျားတို့8000ရန်အိုးတွေ2သိန်းနဲ့အစမတန်ခင်ဗျားတို့ရောင်းနေတယ်ဟုတ်လားဝယ်တယ်ကျုပ်တို့တော်ပြီလေဗျာဟုတ်တယ်မလားထဝက်မြတ်နေပြီစားတော့တော်ပြီနောက်တဲ့ပစ္စည်းတွေကိုတကယ်လိုအပ်တဲ့လက်ထက်တွေကိုပေးပါအဲ့ဟာကိုလည်းအခုလက်ရှိဥဆောင်နေတဲ့ခေါင်းဆောင်တွေနေလည်းထိမ့်ချုပ်ပေးပါနော်လိုအပ်နေတဲ့ကိုသိနေကြပြီလက်ကျိတ်ထိုးတွေလည်းသိနေတယ်သိဖို့စောင့်နေတဲ့လူတွေလည်းအများကြီးဖြစ်နေပြီကိုနိုင်ငံအဲ့နိုင်ငံအခြေအနေကိုခင်ဗျားတို့အများဆုံးထိမ့်ချုပ်ပေးပါနောက်မဆိုရင်နောက်တစ်လအတွင်းဒီပုံစံနဲ့ဆက်သွားကျုပ်တို့နိုင်ငံအိန္ဒိယကိုကြော်တက်ပြီးတော့သေဆုံးတော့မြင့်သွားပါလိမ့်မယ်နော်ကျွန်တော်မြင်ကိုပြောတာပါအဲ့တော့ဘာဒီစကားကြီးဘာလို့ပြောလဲဆိုကျုပ်ကအားလုံးလူလူတွေပြောတာအခုလက်ရှိအစိုးရကလည်းကျုပ်မတိုက်ခိုက်ဘူးမစော်ကားဘူးနော်မြင်နေတော့ကျွန်တော်ပြောပြတာအများဆုံးထိန်းချုပ်ဖို့လိုပြီးကုသရေးစင်တာတွေလုပ်ဖို့လိုပြီး positive တွေကုသရေးစင်တာထည့်ဖို့လိုပြီးအောက်ဆီဂျင်တွေအများဆုံးရရှိဖို့လိုအပ်ပြီး contact တွေကိုထိန်းချုပ်ဖို့လိုအပ်ပြီးနောက်ဆိုရင်အိန္ဒိယကိုကျွန်တော်တို့တစ်လအတွင်းကြော်တက်သွားမှာမယုံစောင့်ကြည့်လိုက်နော်အခု system မျိုးသွားရင်ပြီးတော့အောက်ဆီဂျင်လုပ်ငန်းရှင်စက်ရုံလူတွေအနေနဲ့လည်းခင်ဗျားတို့ရှိတဲ့အိုးတွေကိုမျှပေးပါလိုအပ်နေတဲ့ပြည်သူတွေလက်ထဲကိုအသက်တွေနဲ့မကစားပါနဲ့ဘဝတွေနဲ့စီးပွားမရှာပါနဲ့နော်လူလိုမြင်ကြပေးပါခင်ဗျာခင်ဗျားတို့လည်းချမ်းသာနေပြီပဲအခုလည်းဈေးနှစ်ဆတင်ပြီးတော့ပိုချမ်းသာနေပြီပဲတော်ပြီပေါ့ဗျာအပူသားတွေမစားကြပါနဲ့လူတွေသေတော့ခင်ဗျားတို့ကြည့်ရနိုင်လားစီးပွားရေးလုပ်ငန်းရှင်တွေနော်ကျွန်တော်နိုင်ငံသားတွေလည်းပိုကယူဆိုင်ပြီပါဒီသက်ဆွဲကစကန်ဝိတ် first way နဲ့လုံးဝမတူပါဘူးနော်အောက်ဆီဂျင်အကျမြန်နဲ့အချိန်မျိုးသိနိုင်ပါတယ်နော်အဲ့တော့ကြောက်ပေးပါခင်ဗျားတို့လည်းနော်ကျုပ်တို့ကဒီပို့တွေကို3လပိုင်း4လပိုင်းလိုက်တော့အများကြီး share ပြီးတင်တယ်ဘယ်နိုင်ငံမှာဘာဖြစ်နေပြီဘယ်နိုင်ငံမှာဘာဖြစ်နေပြီကာကွယ်ပေးကြပါတင်တော့စိုက်ဝါးဆိုပြီးပြောခိုင်းတယ်ကျုပ်က price သမားစစ်ဘယ်လိုမှမပါဘူးနော်ကျုပ် NASA ကလူလည်းမဟုတ်ဘူးဒီဘက်ကလူလည်းမဟုတ်ဘူးကျုပ် price သမားကျုပ်ကူညီတဲ့လူကကျုပ်သရောင်းသားနဲ့ကျုပ်ကူညီမယ်လူဖြစ်ဖို့အရေးကြီးတယ်ကျုပ်နိုင်ငံသားဖြစ်ဖို့အရေးကြီးတယ်ကျုပ်ကလူသားသားမခွဲကြဘူးတထဲသရောင်းသားစစ်တပ်ရဲ LND PDF ဘာညာကျုပ်မခွဲကြဘူးကျုပ်နိုင်ငံသားမှန်တော့ကျုပ်ကဲမယ်နော်အခုလည်းဒီလိုက်ကိုကျုပ်နိုင်ငံသားတွေတော့ကျုပ်လွှင့်တယ်ပိုသေးကိုမှဆိုလို့နော်အဲ့တော့3လပိုင်း4လပိုင်းတော့ကျုပ်တင်တယ်ဒီဟာတွေနဲ့အနေချက်ပဲခေါင်းလုံးနဲ့နီးလာပြီး view site ကြပါဆိုတော့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောကြတယ်အခုကျုပ်ထင်တဲ့အတိုင်းဖြစ်ပြီနိုင်ငံဖြစ်တော့ကိုအခုမထိန်ရုံနိုင်တော့သေကုန်ကြပြီနော်အဲ့လားတွေအားလုံးကခင်ဗျားတို့မှလည်းတာဝန်ရှိတယ်နော်ပြည်သူတွေရဲ့အားနဲ့ချက်လဲပါတယ်ပေါ်ရော့တယ်ဟုတ်လားပေါ်ရော့တယ်တည့်ရလူတွေကတားတော့ခင်ဗျားတို့ကစိုက်ဝါးဆိုရင်အပြစ်တင်တယ်နော်အခုဖြစ်လာတော့ဘယ်လိုခံရလဲခင်ဗျားတို့ပဲခံရတာကျုပ်ကဒီစကားကြီးပြောနေခင်ဗျားတို့အတွက်ပြောတာနော်အဲ့တော့တာဝန်ရှိသူတွေအနေနဲ့လဲမြန်မြန်လုပ်ပေးပါနော်နိုင်ငံကိုတကယ်ချစ်လို့လူချင်းမင်းတို့အနေနဲ့ဒီတာဝန်ကိုလွှဲယူပြီးတော့လောက်တာမှန်ရင်တက်သေးပြပါတော့ဒီအချိန်မှာနော်ကျုပ်ကဒီအချိန်မှာဒေါ်လာစုကြီးအစိုးရတက်နေလဲကျုပ်ဒီစကားပြောမှာနိုင်ငံချစ်လို့ဒေါ်လာစုကြီးလောက်တာဆိုရင်ဒီတက်သေးပြတော့လို့ကျုပ်ပြောမှာအခုလဲကာဝေးဦးစုကျုပ်ကြီးအနေနဲ့ဒေါ်သက်ခိုင်တို့အနေနဲ့နိုင်ငံကိုချစ်လို့ဒီတာဝန်ယူတာမှန်ကန်ခဲ့ရင်တက်သေးအများဆုံးပြပေးပါတော့နောက်ဆိုကျွန်တော်နိုင်ငံပြတ်ပါတော့မယ်နော်မြင်နေပါပြီခုလက်ရှိနေ့စဉ်တန်းစီနေတာအဲ့လား contact တွေပါနော် positive အိမ်ကနေပြီးတော့မိသားစုဝင်တွေကလာပြီးတန်းစီနေတာခင်ဗျားတို့စဉ်းစားကြည့် contact တွေက public area ကိုပြန်ထွက်လာပြီးဆိုပိုးလုံးတွေဘယ်လောက်ပြင်းမလဲသူတို့မှလည်းအပြည့်ရှိဘူးလေသူတို့အောက်ဆီဂျင်ဘလုံးဝမရတဲ့အတွက်စိတ်ဝင်ကလည်းလူနာတင်လို့မရတဲ့အတွက်ကိုသူတို့ဒီလိုထွက်လာရတာနော်အဲ့တော့အမြန်ဆုံးတာဝန်ယူဖြည့်ရှင်းပေးပါဒီကိစ္စတို့အဓိကအောက်ဆီဂျင်စက်ရုံသမားတွေကိုကင်တွယ်ပေးပါနော်ဈေးကွက်ထိန်းချုပ်ကစားပြီးပစ္စည်းတွေတိုးလောင်ထားတဲ့စက်ရုံသမားတွေကိုအဓိကကင်တွယ်ပေးပြီးတော့ရရှိသူတွေအထက်ကိုဦးလက်ရှိနိုင်ငံတော်ခေါင်းဆောင်အနေနဲ့အများဆုံးအောက်ဆီဂျင်တွေကိုရရှိအောင်လုပ်ပေးပါကုသရေးစင်တာအများဆုံးစောက်ပေးပါကွန်တက်တွေအများဆုံးလုပ်ပေးပါနောက်မဆိုကျုပ်တို့နိုင်ငံကအိန္ဒိယကိုကြော်သွားပါတော့မယ်ပရိုက်တာသမားတွေထဲမှာလည်းကြော်သောပရိုက်တာသမားတွေကျုပ်ပြောပြီနော်ပစ္စည်းတွေမင်းတို့လူရလိုက်ဝယ်တယ်နော်ဝယ်ပြီးဝမ်းတကယ်ငှားပေးဟဲ့အောင်နေသိမထားနဲ့ရှင်းလားအင်းတို့တွေစောက်ရှက်မခွဲခြင်းငှားပေးနော်အေးကျန်တာတက်လာရတဲ့မင်းတို့ပရိုက်တာလောကစောက်လုံးစားကောင်းတွေကိုလည်းမှွေပြမယ်ကြည့်နေလိုက်နော်အဲအားလုံးကျွန်တော်နိုင်ငံသားတွေပိုကာကွယ်ပါပိုစောက်ရှောက်ပါအရန်အန်နေများတဲ့အချိန်ဖြစ်နေပါပြီနော်အားလုံးပဲသက်ရှိကြမ်းပါကြပါစေဗျာ